Hello အားလုံးပဲမင်္ဂလာပါကျုပ်ကြီး vlog ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်အခုကျွန်တော်ဇင်းကြိုက်တောင်ကိုတွားတက်နေတာဖြစ်ပါတယ်ဇင်းကြိုက်တောင်ထိပ်ရောက်ခါနီးဖို့လေးပုံတစ်ပုံလောက်တော့လိုပါသေးတယ်ဗျာအခုဒါကျွန်တော်တို့လမ်းမှားသွားတဲ့တငယ်ချင်းတွေကိုစောင့်နေကြတာဖြစ်ပါတယ်ဆက်သွားမှာတော့ဒီအရှိတက်တဲ့ကိုဖြစ်ပြီးတော့မှအခုကျွန်တော်တို့ဒီဘက်လမ်းကိုတော့တက်လို့ရမှာမဟုတ်ပါဘူးအဲ့ဒီဘက်လမ်းကိုမတက်ပါနဲ့အဲ့ဒီဘက်လမ်းကိုသွားရင်တော့လမ်းမှားအောင်မှာဖြစ်ပါတယ်ဒါအခုဒါကျွန်တော်တို့တောင်ထိပ်ကိုလှမ်းမြင်ရတဲ့နေရာလေးမှာရှိနေတာပါဒါပေမဲ့မြူတွေအုပ်နေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အရှိနီးနီးနားနားလေးလောက်ပဲမြင်ရပြီးတော့မှဒီအနောက်ဘက်မှာဘာတွေရှိလဲဆိုတာကိုကောင်းကောင်းလေးမမြင်ရပါဘူး